အခုသင်မဲ့သင်ခန်းစာမှာ ME3 ME4 player တွေကနေ data file တွေ photo file တွေကိုကွန်ပျူတာနဲ့ကူးယူမဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ကို ME4 တွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုကိုယ့်ကွန်ပျူတာနဲ့ကူးထည့်ခြင်းနဲ့ဆိုရင်ပထမဆုံးကွန်ပျူတာနဲ့ ME4 player ကို USB ကြိုးနဲ့ဆက်သွယ်ပါ။ပြီးရင် My ကွန်ပျူတာကိုဖွင့်ပါ။My ကွန်ပျူတာထဲမှာကိုယ့်ရဲ့ ME4 player အခုလို့ပေါ်လာပြီဆိုရင် ME4 player ကိုဝင်ပါ။ကိုရိုက်ထားတဲ့ဓာတ်ပုံတွေက picture ဆိုတဲ့ folder ထဲမှာရှိပါမယ်။အဲ picture ဆိုတဲ့ folder ထဲကိုဝင်ပါ။အဲ folder ထဲမှာရှိတဲ့ကိုကူးယူခြင်းနဲ့ကိုရိုက်ထားတဲ့ပေါ့ဒီဓာတ်ပုံ file တွေ video file တွေကို right click နှိပ်ပြီး copy ဆိုတာနှိပ်ပေးပါ။ပြီးရင်ကွန်ပျူတာထဲကိုကူးထည့်ခြင်းတဲ့နေရာကို paste ဆိုတာနှိပ်ပေးပါ။ဒါဆိုရင်ကိုရိုက်ကူးထားတဲ့ဓာတ်ပုံတွေကအခုလိုကွန်ပျူတာထဲကိုရောက်ရှိလာပါပြီ။ဒီလိုပါပဲကိုအတန်ဖမ်းထားတဲ့အတန်တွေက audio ထဲမှာရှိသလိုကိုရိုက်ကူးထားတဲ့ video တွေကလည်းဒီ video ဆိုတဲ့ folder လေးထဲမှာရှိပါမယ်။ဒါတော့ ME3 ME4 player တွေကနေ data တွေဓာတ်ပုံတွေကိုကူးယူတဲ့သင်ခန်းစာပါ။